အားလုံးပဲမင်္ဂလာပါအိုရဲကိုဂိမ်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လောင်ရင်တီးနဲ့လောင်လေးဖြစ်နေမဲ့ဂိမ်းလေးတွေကိုမိတ်ဆက်ပေးပါမယ်ဟောဒါနဲ့စကားဆက် channel လေးကိုလည်း subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ဒါမှသာနောက်တဲ့လောင်တီးမဟုတ်ဒါမှသာနောက်တဲ့ဂိမ်းကောင်းလေးတွေကိုတင်ဆက်ပြီးတော့အားပေးစီမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1ကတော့ level Divet not a true game ဒီ game ကိုတော့ February 2024မှာစတင်ပြီးထုတ်လုပ်ခဲ့ပါတယ်ဖိုင်ဆိုင်အနေနဲ့ကလည်း90 မကပါလာပဲရှိရဆိုပေမဲ့ထင်သေးပါနဲ့ဒီဂိမ်းကတကယ်ကိုပြောစရာလေးဖြစ်ပါတယ်။ brother အနေနဲ့စောနေရေးပါဖုန်းကိုရိုက်ခွဲခြင်းလောက်အောင်ပြောစရာကောင်းပါတယ်။ဒီဂိမ်းလေးထဲမှာဆိုရင် control တွေရှုပ်ရှက်ရှိနေပဲယူလေးနဲ့လောင်စင်မဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ချန်ပီယံတာကတော့ဒီဂိမ်းစောနေတဲ့သူနားမှာမျက်စိသွားမနှောက်ဖို့အတွက်ပြောချင်ပါတယ်။ခံမသိရင် brother ကိုကလောင်တီးတော့အောင်လုပ်ပြပါလိမ့်မယ်။ဒါပေမဲ့နေရာကတော့ about climate နဲ့ about surface ဆိုတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ဒီဂိမ်းလေးကတော့နာမည်တိုင်းပဲတောင်တန်းရဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။တောင်တန်းနိုင်မှာဒီဂိမ်းကိုစော်ပါလို့ကြံပေးခြင်းပါတယ်။စာပိုင်းမှာတော့လွယ်တယ်လို့ထင်ရပေမဲ့နောက်ပိုင်းမှာလက်မပါတူသွားလောက်အောင်ခက်ပါတယ်။ brother တို့အနေနဲ့တောင်တန်းရင်လောင်ရင်တီးမယ်ဆိုရင်တော့ဒီဂိမ်းလေးကအသင့်တော်ပဲဖြစ်ပါတယ်။ဂိမ်းကတော့ getting over edge ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီဂိမ်းကစောနာကဂိမ်းနဲ့တူပါတယ်။ဒါပေမဲ့မတူတဲ့ချက်က brother ကအိုးထဲကနေတောင်တန်းရမှာဖြစ်ပါတယ်။အိုးထဲကနေတောင်တန်းရမယ်ဆိုရင် brother မှာတောင်တန်းဖို့ပစိန်တက်လက်ရှိနေပါလိုနေပဲတောင်တက်မယ်တောင်တက်ရင်းနဲ့လောင်မယ်လောင်ရင်းနဲ့တီးမယ်တီးရင်းရနေပြီးဖုန်းရမခွဲကြဘူးလို့တတိပေးခြင်းပါတယ်နောက်တဲ့ဗီဒီယိုမှာဘလိုဂိမ်းတွေကိုတင်ပေးရမယ်ဆိုတော့လည်းမှန်းခဲ့ကြပါ